ကဲစီးခဏခဏသွားနေရလို့စီးနဲ့ပတ်သက်ပြီးတော့တကယ်ကိုမှစိတ်ညစ်နေရတယ်ဆိုရင်ဒီဗီဒီယိုကအကူတို့တက်ပဲဖြစ်ပါလိမ့်မယ်နော်ကဲဒီဗီဒီယိုလေးကိုဆုံးအောင်နားထောင်ပြီးလိုက်ပါရှင်ကိုကအလုပ်ပင်ပန်းလို့ပဲဖြစ်ဖြစ်စိတ်ပင်ပန်းလို့ပဲဖြစ်ဖြစ်အသက်အရွယ်တစ်ခုကြောင့်ဒီပေါ့နော်စီးနဲ့ပတ်သက်ပြီးတော့အဆင်မပြေဘူးမျိုးတွေစီပူစီချင်းစီအောင်နာမျိုးလေးတွေဖြစ်လာပြီဆိုလို့ရှိရင်ခင်ဗျားရဲ့တောင်ကြယိုနီလေးကိုတုံးပေးလို့ရတဲ့အကြောင်းကိုခင်ဗျားကပြောပြပေးသွားမှာရှိပါတယ်တောင်ကြယိုနီထဲမှာဘာတွေပါဝင်တာလဲဆိုတာလည်းထည့်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်တောင်ကြယိုနီလေးကကြတော့တောင်ကြဥအနီရဲ့ရှင်းမတက်ဥရဲ့ခွေးလျားစီရဲ့ပြားရဲ့ထောပဲမကြီးသီးမဲစားတဲ့တဘာဝပစ္စည်းတွေပါဝင်တဲ့တိုင်းသမားတော်ကြီးကိုယ်တိုင်အချိုးကျကျဖော်ဆက်ပြီးတော့ထုတ်လုပ်ပေးထားတာမို့ဗီဒီယိုဆိုကြမရှိကြောင်းကိုလည်းအာမခံလို့ရပါတယ်ရှင်ကဲတကယ်ကိုမှကိုကစီးဝမ်းနေမှန်ခြင်းနဲ့စီးပူစီးခြင်းစီးအောင်တာတွေစီးတက်ဆက်ဆက်သွားတာစီးကြံတာစီးသွားရင်အားမရတာမျိုးတွေလည်းတတခြင်းနဲ့ကျန်တဲ့အကျမ်းမာရေးပိုင်းဖြစ်တဲ့ဒီအသက်လုံးအားကောင်းပြီးတော့အမောခံနိုင်ခြင်းနဲ့တုံ့ပြန်နာတွေကိုတတခြင်းနဲ့ပန်းတင်ပန်းမျိုးဝေဒနာကိုလည်းတတခြင်းနဲ့ဆိုလို့ရှိရင်ခင်လေးတို့ရဲ့တောက်ကြနေကိုအကိုတို့သုံးပြီးလို့ရပါတယ်ရှင်တမျိုးတဲ့နဲ့တကယ်ကိုမှအိမ်နာရေးရောကျမ်းမာရေးရောအဆင်ပြေတဲ့တောက်ကြယူလေးပဲဖြစ်ပါတယ်ရှင်သူရဲ့စားပုံလေးကလည်းလွယ်ကူမျိုးရှင်းပါတယ်ရှင်အရသာလေးကလည်းချွတ်ချွတ်ချင်းချင်းအရသာကိုပေးတဲ့နိုင်တာဖြစ်တဲ့အတွက်အကိုတို့အတွက်တကယ်ကိုမှဒီမနော်စားရတာလည်းအဆင်ပြေစေတဲ့စိတ်လေးယိုလေးတစ်မျိုးပဲဖြစ်ပါတယ်ရှင်ယိုလေးကလက်ဖက်စားကုန်းလေးနဲ့မနက်တစုံညတစုံနေ့စဉ်ပုံမှန်စားပေးခြင်းဖြင့်အခုတို့ရဲ့ကျန်းမာရေးပြဿနာတွေကိုဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်ရှင်တလားစာတစ်ခုကိုမှ6000နဲ့8000ပါရှင်950 gram ပါတယ်မနက်ညတစ်နေ့ကို2ကြိမ်လုံးနေ့စဉ်ပုံမှန်အညွန်တိုင်းစားပေးခြင်းဖြင့်စီဝမ်းနဲ့ပတ်သက်ပြီးတော့ကျန်းမာရေးတွေအပြင်တခြားကျန်းမာရေးတွေအိမ်တော်ရေးဒုက္ခကိုပေးဆက်နိုင်တာဖြစ်တဲ့အတွက်အခုတို့အတွက်ဒီတောင်ကြယူလေးကတကယ်ကိုမှသုံးဆွဲပေးတဲ့တောင်ကြယူလေးပဲဖြစ်ပါတယ်ရှင်ကဲလိုချင်တဲ့လိုအပ်တယ်ဆိုလို့ရှိရင်ခင်လေးရဲ့ Viber နံပါတ်39959448ခုမှာအသေးစိတ်မြင်မြတ်ဆက်သွယ်ပြီးတော့လဲမှာယူအားပေးနိုင်ပါတယ်ဒါအပြင်ဒီ TikTok ဆက်ဘောက်ကနေပြီးတော့လဲလာရောက်ပြီးတော့မြင်မြတ်နိုင်ပါတယ်ရှင်ခင်လေးရတော့မိတ်ထီလာမျိုးရဲ့အညာမောင်အညာမြေကျွညာမြေ product တွေကိုဖြန့်ပြောင်းချနေတဲ့မိတ်ထီလာပင်ရင်တိုက်ရိုက်အကြီးဆုံးကိုယ်တိုင်ဖြစ်တာမို့စိတ်ချယုံကြည်စွာနဲ့မှာယူအားပေးလို့ရပါတယ်ရှင်ပင်ရင်တိုက်ရိုက်ပင်ရင်စေးကိုပဲရောင်းချပေးတဲ့ပစ္စည်းမှန်ဈေးနှုန်းမှန်နဲ့ဒိတ်လက်ဆက်မှုပိုင်းကလိုချင်တယ်ဆိုလို့ရှိရင်ခင်လေးရဲ့မိတ်ထီလာဩဇာစီဆိုင်ကနေပြီးတော့မှာယူအားပေးလို့ရတဲ့ဆိုင်နေရာလေးကိုလာပြီးတော့ဝယ်ယူအားပေးလို့လည်းပြပါတယ်ရှင်ဆိုင်နေရာလေးကနိုင်စင်ကနေပြီးတော့မန္တလေးဘက်အထက်မန္တလေးလက်မကြီးရဲ့ဘေးစိန်နှောင်းစူပါမားကတ်ရဲ့အကျော်ကြီးတော်ကုန်းခွင်းကျောင်းတိုက်တန်းကဩဇာစီဆိုင်နဲ့ဖြစ်ပါတယ်ရှင်လိုချင်တယ်လိုအပ်တယ်ဆိုလို့ရှိရင်ခင်လေးရဲ့ Viber နံပါတ်39ခွရှင်လေးရှိခွန်ပါလေအသေးစိတ်မြင်ရဆက်သက်ပြီးတော့မှာယူလို့ရပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်